မင်္ဂလာပါရှင်ကျမနာမည်မန်နူဂျီတို့ခေါ်ပါတယ်ရှင်ယခုခေတ်လူတို့တော်များများကကျမရဲ့အားကောင်းစေဖို့အတွက်ကျမရဲ့ဖြစ်စစ်ဟာရတွေကိုလိုက်ပြီးတော့ရှာဖွေသုံးစွဲနေတာကိုတွေ့နေရပါတယ်ရှင်ကျမရဲ့အားကောင်းစေဖို့အတွက်ဒီရတာကဘာလဲဆိုတော့ collagen ဖြစ်ပါတယ်ရှင် collagen ကကျမတို့ကိုအသားဖြူလာအောင်လုပ်ပေးတာလားမဟုတ်ပါဘူးရှင်ကျမတို့အသားရည်တွေစိုးပြေးစေတဲ့အသားရည်တွေတင်းစေတဲ့အသားရည်တွေကိုခွေးလာအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင်ဈေးကွက်ထမှာ collagen တွေတော်တော်များများရှိနေပါတယ်ရှင်ဒါဆိုရင်ဒီ collagen တွေတော်တော်များများရှိနေတဲ့ထဲမှာဘိုနဲ့ကိုက်ရင်နဲ့တိတ်တော်တဲ့ collagen ကတောက်သိမ်းဖို့လိုအပ်ပါတယ်ရှင်မကမော collagen နဲ့လာပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ရှင်မော collagen ကနဲ့ပေါင်းဖိနေရတဲ့မှာရရှိထားတဲ့ yellow fin tuna ငါပါတယ်ရှင်ဒီမော collagen တစ်ထုံမှာဆိုရင် collagen 1000 mg ပါရှိထားပါတယ်ရှင်ဒီ collagen ဓာတ်တွေပုံမူပြီးတော့ကောင်းလာဖို့အတွက်နောက်ထပ်အမျိုး12မျိုးနဲ့ပြန်လည်ပြီးတော့ထည့်ထားပေးထားပါတယ်ရှင်အဲ့ဒါကတော့နံပါတ်1မှာကျတော့ L glutamine ဖြစ်ပါတယ်ရှင် L glutamine ကကျမတို့ရဲ့ growth hormone တွေကိုကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင် growth hormone ကနုနယ်စေတဲ့အရာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုမှာကတော့ L arginine ဖြစ်ပါတယ်ရှင် L arginine ကသွေးကြောကျယ်လာအောင်လုပ်ပေးသည့်အပြင်ခန္ဓာကိုယ်မှာရရှိထားတဲ့အဟာရဓာတ်တွေကို cell အသားရည်ကနေတစ်ဆင့်ပို့ဆောင်ပေးထားတာဖြစ်ကြပါတယ်ရှင်ပြီးတော့နောက်ထပ်တစ်ခုကျတော့ vitamin C ဖြစ်ပါတယ်ရှင် vitamin C က collagen ဓာတ်တွေကိုပုံမိုးပြီးတော့ချီရအောင်သူကလုပ်ပေးထားတာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုမှကျတော့ chroamino-glycine ဖြစ်ပါတယ်ရှင် chroamino-glycine ကအသားရည်တွေကိုအင်းစေပြီးတော့ခိုင်နာဖို့အစိတ်ပိုင်းမှာရှိရတဲ့စားတွေကိုပုံမိုးပြီးတော့အားကောင်းစေအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုမှကျတော့ zinc ဖြစ်ပါတယ်ရှင် zinc ကဝက်ချမ်းမဖြစ်အောင်သူကတားဆီးတာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုမှကျတော့ cold inside Q10 ဖြစ်ပါတယ်ရှင် cold inside Q10 ကအရေးအကြောင်းတွေကိုမဖြစ်အောင်လုပ်ပေးသည့်အပြင်နှလုံးသွေးကြောကောင်းလည်းလုပ်ပေးတာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုမှကျတော့ Acerola cherry ဖြစ်ပါတယ်ရှင် Acerola cherry ထဲမှာဗီတာမင်ဓာတ်ဆိုတာရှိပါတယ်ရှင်ဒီ Acerola cherry ရဲ့ဗီတာမင် C ဓာတ်ထက်မှာလိမ္မော်သီးနဲ့နိုင်ရှင်တို့ရှင်က60ရှိပါတယ်ရှင်အစ60ရှိနေတဲ့အတွက်ကြောင့်မို့လို့ collagen ကတည်းကရှိနေတဲ့အရာလေးတွေကိုပို့ပြီးတော့ကောင်းလာအောင်ပို့ပြီးတော့ကြီးလာအောင်နှုတ်ပေးတာဖြစ်ပါတယ်ရှင်နောက်ချက်ဒီလောက်လေးနဲ့မကပါဘူးကျမတို့ရဲ့အသားတွေကိုကျူလာအောင်နောက်ချက်ဘူဒါဆိုတာထပ်ပြီးတော့ထက်ထားပေးထားပါတယ်ရှင်ဘူဒါကကျမတို့ရဲ့သွေးဥတွေကိုဇဲဟိုအသားရည်တွေကိုပုံမိုးပြီးတော့ကောင်းလာအောင်လုပ်ပေးသည့်အပြင်အသားတွေဖြူလာအောင်အသားတွေဖွေးပြီးတော့ပိုးပြီးတော့ကြီးစီတောက်ပတ်လာအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင် collagen ဓာတ်ကဒီလောက်နေနဲ့ပဲကောင်းတာလားမကားပါဘူးရှင်နောက်ထပ်သွေးအားနေတဲ့သူတွေအယိုးအားနေတဲ့သူတွေပြီးတော့စပင်းကျစ်တဲ့သူတွေခြေသက်လက်သက်မကောင်းနေတဲ့သူအတွက်လည်းရန်လဲပြီးတော့စောက်သုံးလို့ရပါတယ်ရှင်ဒါဆိုရင်ဒီ collagen ကပေါက်ရတာခက်လားအနံ့တွေဆိုးလားစိတ်ပူစရာမလိုပါဘူးရှင် collagen ဒီမှာ collagen ထဲမှာရှိနေတဲ့သူ့ရဲ့အနံ့သူ့ရဲ့အရာကအရန်ဟိုမှကောင်းမှုကဖြစ်ပါရဲ့ရှင်ဒါဆိုရင်ဘယ်လိုပေါက်ရမှာလဲတနေ့မှာဆိုရင်တစ်ထုံတောက်ရမှာဖြစ်ပါရဲ့ရှင်အစားမစားခင် collagen ကိုရိုးရေဒါမှမဟုတ်ရေအေးနဲ့ဖြစ်ပြန်လဲပြီးတော့ဖြောဆောက်သွားမယ်ဆိုမိလိုချင်တဲ့ဖြူဖွေးတဲ့အသားရည်တွေကိုညာချီမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ဒီ collagen ကိုအားလုံးတောက်ဖို့ပါလို့ဒီမှာကတိုက်တွန်းချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်